ဖုန်းတော့လည်းဘယ်ရောက်လဲအားလုံးပဲအေးချမ်းအားပေးကြပါတော့အားလုံးပြောအောင်ကျွန်တော်ပွဲလေးလုပ်ပေးတာပါနော်ဒီကပြောရွှေချင်းနဲ့ဟလာအေးချမ်းလေးနဲ့ကျွန်တော်တို့အောင်မြင်လေးပြီးဆုံးကြပါလေနော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အနေနဲ့ဒီနေ့ကလည်းကိုကြီးတို့လိုပဲမိဘကိုလောက်ကင်ခြင်းနေတဲ့ကလေးအရန်ကိုရိုးသားတဲ့ကလေးကိုကြီးတို့ကလည်းကိုကြီးတို့အမေချစ်တယ်လို့မင်းနဲ့အနေချစ်တယ်ကိုကြီးတို့ကတော့ပုံပြူတာနော်ညီလေးနော်ကျေးဇူးပါကိုကြီးတို့ကချမ်းသာလို့တော့မဟုတ်ငါညီလေးကိုတကယ်ကိုလေးစားလို့ပုံပြူတာနော်ကျေးဇူးတင်ဒီပါနောက်ထပ်လည်းအလူရည်စက်တွေလည်းနေမှာလူနေတန်းနေမင်းနဲ့တည်းပြပါလိမ့်ညီလေးအများကြီးတင်ပါတယ်